မင်္ဂလာမနက်ခင်းပါဗျာဒီနေ့တော့ကျွန်တော်အကုန်ပေါ်ပေါ့နော်နေဟောဒါကျွန်တော် YouTube မှုလေးတွေပါဒါပေမဲ့လည်းဒီတရားတွေကအရေးမပါဘူးဗျာဒီလားကျွန်တော်အရေးပါတာလေးတွေလုပ်တော့မယ်ဒီပါမလို့ဒါကျွန်တော်တငယ်ချင်းတွေလည်းမကြိုက်ဘူးဒီအရာကိုအမေတွေလည်းမိဘတွေလည်းမကြိုက်တော့အမေကျွန်တော်အကုန်ဖြတ်စည်းလိုက်တော့မှာဗျာဒီဖြတ်စည်းတာကိုရိုက်ပြတာဟုတ်တယ်ဒီလားဟုတ်ဗျာဒီလား sport string အကောင်အရေးလောက်ထားတာဗျာအခုဒီကောင်ဆိုလည်းအရင်ကောင်းနေဗျာဒီလားဟုတ်ဗျာမျိုးတွေပြောအဲမျိုးတွေကျွန်တော်ဒီနေ့ဖြတ်စည်းမှာဗျာအဲမှတ်တမ်းတင်ထားတာမှာဗျာမျိုးဒီမှာဒါမအောင်တဲ့ဟာပေါ့မျိုးမအောင်တဲ့ဟာအောင်တဲ့ဟာနဲ့တိတာတယ်ဗျာဒီလိုလေးတွေဒီကောင်ဆိုအရင်ကောင်းတဲ့မျိုးဗျာဒီရှိုးလိုက်ဗျာအရင်မိုက်တယ်တိတာတယ်တဲ့လားမအောင်တဲ့ဟာမအောင်တဲ့ဟာတွေမအောင်တဲ့ဟာတွေအဲ့ဒါကျွန်တော်အကုန်ဖြတ်ဒီနေ့အကုန်ဖြတ်စီးတော့မှာနောက်နေ့ကျရင်ကျွန်တော်လာမမေးနဲ့တိလားဘာမှမရှိတော့ဘူးကျွန်တော်အဲ့ဟာလှုပ်လည်းမလှုပ်တော့ဘူးတိလည်းမတိတော့ဘူးတိလားနော်လာမမေးနဲ့တော့ဒါမုတ်ကလည်းလာတာတက်လိုက်ပြီဒီမှာဒါလည်းအကုန်ကျွန်တော်မှဖြတ်ပလိုက်တော့မှာအကုန်ရှိမှာပဲလားအကုန်ဖြတ်ပလိုက်မယ်နော်အကုန်မီးရှူပလိုက်တော့မှာဗျာရှင်းရှင်းပြောမလို့တရားကျွန်တော်မလူတော့ဘူးလေနော်အဲ့လိုကျွန်တော်ပြောချင်တာမှာအကုန်ဖြတ်ပလိုက်ပြီနော်မျိုးတွေအကုန်ဖြတ်ပလိုက်ပြီမျိုးလည်းမရှိတော့ဘူးဆိုတော့ကျွန်တော်စိုက်လို့လည်းမရတော့နော်ဒီလားနော်အကုန်ဖြတ်ပလိုက်ပြီအကုန်ဖြတ်စီးမှခဏနေမီးရှို့မယ်လေလားအဲ့ဒါလေးလမ်းအကြောင်းပေးတာဗျာဩတငယ်ချင်းတွေလည်းမကြိုက်ဘူးအမိမိဘတွေလည်းမကြိုက်ဘူးကျွန်တော်ချစ်တဲ့သူတွေလည်းမကြိုက်ဘူးဆိုတော့သူတို့စကားကိုကျွန်တော်နားထောင်ရမယ်မဟုတ်လားအဲ့တော့ကျွန်တော်ငကိုအတိုင်းအေးစစ်စစ်လေးပြန်နေမယ်ပေါ့ပပလေးနေမယ်ဟာတာလေးတွေဗီဒီယိုလေးတွေရိုက်မယ်ဒါပါပဲပြတ်သွားပြီနော်ဒီမှာနော်ဒါမျိုးဖြတ်ပလိုက်ပြီမိုက်ချင်းများဒီမှာကျွန်တော်လှုပ်တဲ့ဟာတွေဗျာကျွန်တော်အိမ်မက်တွေကိုကျွန်တော်အကုန်တငယ်ချင်းတွေလည်းမကြိုက်ဘူးညီကိုမောင်နှမတွေလည်းမကြိုက်လို့ဗျာဒီလားကျွန်တော်ဖြတ်ပလိုက်ပြီနော်အရေးနော်ဒီအရေးဆိုတာအရင်မိုက်ပါတယ်အရေးမပါဘူးဒီလားနော်စပိုအရေးပြပလိုက်ပြီနော်ဒီမှာဗျာအကုန်ကျွန်တော်ဖြတ်စည်းတော့မယ်အောင်တဲ့ဟာတွေဗျာအရင်မိုက်တယ်မဆီလီယန်နော်ဒီလားမောင်ဟိုမှာဗျာအရင်မိုက်တယ်ဒီလားအောင်တာပေါ့ပြောမိတယ်ဒါတွေအောင်တဲ့ဟာတွေလေအောင်တဲ့ဟာတွေမှာဗျာဒါမှအောင်ရတယ်မအောင်တဲ့ဟာအဲ့လိုဖြူလေးတွေဗျာဖြူလေးတွေဒီမှာဒါဆိုပြက်သွားတာပေါ့အနက်ထွက်တယ်အကောင်အဲ့ဒါဆိုမကောင်းဘူးဒီမှာအောင်တဲ့ဟာတွေဒီကောင်နဲ့အောင်တော့အောင်ပါလေကောင်အဲ့ကောင်နဲ့အောင်မှာဗျာအောင်တယ်နော်အကုန်ဖြက်စီးလိုက်တော့မယ်ဗျာတငယ်ချင်းကြီးချစ်ချင်းမြတ်တာဗျာသူတို့ပေးတဲ့ချစ်ချင်းမြတ်တာအဓိကပါပဲဒါအဲ့လေတီးစီချင်တာဗျာအကုန်ကျွန်တော်ဖြတ်ပလိုက်ပြီဗျာအကုန်ဖြတ်ပလိုက်ပြီအကုန်တစ်ခုမပြတ်ညာနောက်နေ့ကျွန်တော်မလာမမေးနေတော့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးမမေးနေတော့ကျွန်တော်အကုန်ဖြတ်စီလိုက်ပြီဖြစ်တယ်ကြည့်လိုက်မှုတော့မနော်ဒီကောင်စအရင်ဟိုပေါ့အခုတို့ပြောတဲ့အစ်တော့မှရှိတဲ့အရင်လာတယ်ဗျာဒီမျိုးကြည့်မလားဒီမျိုးရဖို့တော့ခက်တာကြီးဒီမှာတော့မျိုးလဲကျွန်တော်ဖြစ်လိုက်ပြီနော်ကျွန်တော်လာမမေးနေတော့နော်သိလားနော်ဒီမှာကျွန်တော်လာမမေးနေတော့နော်ကျွန်တော်မျိုးကြီးလည်းအကုန်ဖြစ်ပလိုက်ပြီသိလားဒီမှာတယောက်တည်းဆိုတော့ဗျာရတာအစ်စ်မပြေလည်းမှာသိလားခဏကျွန်တော်မီးရှို့ပြင်မယ်နော်အိမ်မက်ပေါ့ဗျာဒါမှလည်းတငယ်ချင်းတွေရဲ့ချစ်ချင်းမြတ်တာပို့အရေးကြီးတယ်မို့လားနော်ကဲနောက်ပြန်ဆုံမယ်နော်ဒီမှာနော်ကိုကျွန်တော်အကုန်ဖြတ်စီးပလိုက်ပြီနော်ကိုအကုန်ကျွန်တော်ဖြတ်စီးလိုက်ပြီဒါတုံးလို့မရတော့အဲ့လိုတစ်ခုနဲ့တစ်ခုတလို့ရိုးလိုက်ပြီအဲ့လိုတစ်မျိုးနဲ့တစ်မျိုး species တစ်မျိုးနဲ့တစ်မျိုးပေါ့မျိုးတစ်ခုနဲ့တစ်ခုရိုးလိုက်ပြီဆိုအဲ့ဒါတွေကပြက်စီးသွားတာဗျာတိတဲ့လူတိတယ်ဗျာနော်အဲ့လိုဟုတ်ပြီလားကျွန်တော်အကုန်ဖြတ်စီးလိုက်ပြီနော်အရေးမကြီးဘူးလေဗျာအရေးမကြီးတာကျွန်တော်တိသွားတယ်ဗျာမှာကျွန်တော်အကုန်ဖြတ်စီးနေပြီအော်ချစ်ချင်းမြတ်တာအဓိကဗျ
တငယ်ချင်းတွေကိုလည်းဘဝကျွန်တော်ဒီမှန်ချက်ဘဝနဲ့ယဉ်ပြီးချစ်တယ်ဆိုတာတက်တည်ပြတာဒါစိတ်မကောင်းစရာလည်းမဖြစ်နဲ့ပေါ့ဗျာသိမလားကျွန်တော်မလုပ်ချင်တော့ဗျာလက်မခံနေရတယ်သူလက်မခံနေရကျွန်တော်မလုပ်ချင်တော့နော်ဒီမှာနော် sponsoring ရောအေးရောဒီလားအကုန်ကျွန်တော်ဖြတ်စီးပလိုက်ပြီနော်ကျင်းနေတော့နော်အဲ့လောက်ဆိုတာပါပဲနောက်နေ့ပြန်ဆုံးမယ်ဗျာနော်